ရမင်းရှိတို့လေကွာ အဲ့တော့လားအဲ့မှာလာပြီးပတ်လိုက်မယ်ဗျာ ဖုန်းနေရငါလုံးမမိုးကွာငါပိတ်ရိုက်လိုက်မယ် ရိုက်ပါနဲ့ အဲ့ခဲကိုအဲ့ခဲရိုက်တယ် ရိုက်ပါနဲ့အမေဟုတ်တယ်နော်တွေ့လားပတ်သက်ကြီးကိုကြီးတရားကြီး မအကောင်ရအကောင်တစ်ချက်ထိလိုက် မရိုက်ပါနဲ့ဟာ ထိလိုက်ပြတစ်ချက်နောက်ပြန်ဆိုလိုက်ကောင် ဟုတ်တယ်ဆရာအေးနောက်ဆိုလာလားဟာ နောက်ဆုံးပြန်ဆုံးလာတာကော ဒီကောင်ကနောက်လင်းနေတယ်ကွာဒီကောင်ရှိနေတယ် ခုငါလုံးရတော့ဘူး ဆက်တယ်ကွာ ဆက်ချက်ချောက်ထားလိုက်ပါ လို့ပါနဲ့ရချတာမချပါ လိုက် နဲ့ မယ်နော် ချမချပါနဲ့ချသေးတော့ ဟိုခေါင်းဖိနေလေဖိနေ မထိပါနဲ့ ခေါင်းဖိလိုက်မဖြစ်ဘူးခင်ဗျ မဟုတ်ရဲ့အကောင်ဟတ်မှာ ဒီကောင်ခေါင်းဖိလေဒီကောင်မနိုင်ဘူးလင်းတော့ပတ်မှာဒီကောင် လူမဖိမှာပြီနည်းအောင်တော့ဝိုင်းဖြေအောင် ဟုတ်တယ်အဲ့လို ခေါင်းလုံးဝိုင်းကန် ကျွန်တော်တော့မကန်ရကြောက်တယ်ကိုဒီ ခေါင်းမိတော့ရခေါင်းမိတာရကို ခေါင်းဖိ ခေါင်းကြိုက်ထားရမဟုတ်ခေါင်းကြိုက်ထားတော့ကြိုက်မှာလို့ချမလို့ မထားရဲ့ ခေါင်းမမိကြ ဘာလို့မအောင်ပြောညာအဲ့ငွေဘာလို့မအောင်ပြော ငါကခနဲ့မူ ဟာကျုပ်ကမမွေးဆရာကြီးဘယ်ကျုပ်ခနဲ့မွေးမှာနော်ခင်ဗျာကျုပ်ကမွေးကြောက်တယ်အေးမမွေးကျုပ်ခနဲ့ကြောက်လို့ ခလိဆန်သူ့ဟာသူနေနေတဲ့ဟာဟိုဟာ လောက်ပါနဲ့ကွာရိုက်တာတောက်လာရော သူကဟိုဘက်ပေါ့ဟာမီဟိုဘက်လုံးရင်သွားခင်ဗျအဲ့လိုကိုင်းနေ ဟိုမှာဟိုမှာဒီဘက် မွေးဟတ်မှာလေ ညာဒီမွေးယူအဲ့နဲ့မပေးပါနဲ့ပြော ဟိုညဟိုဘက်မှာတော့တယ် အဲ့မဲ့သူကသူနေနေရကြီးကို နိုင်မင်း မလုံးနဲ့ ငါဒီဘက်နေဟာ ကျဲငါ့ရိုက်နေငါ့ရှောက်ရိုက်နေ ကြိုက်ထားတယ်ရိုက်ထားတယ်လို့ ဖုန်းညဟိုဘက်မှာတာကြီး ညီမလေးဟိုဘက်မသွားနဲ့ဒီဘက်သွားရင်မွေကြိုက်လိမ့်မယ် ဟိုက